မေဒီတို့ကဟန်းကိုကြနေတာပဲကိုကအသက်ကြီးလားသမီးကဆရာမကြီးဆိုတော့ချူကြကျင်တော့ချူကြလိုက်စမ်းကွက်ကိုတိနေတာပဲဟိုအဲ့လောက်ကြီးလဲမကွက်တိသေးပါဘူးမမနွယ်ဘာဖြစ်လို့တော့သမီးကခလေးထုကူလေအဲ့ဒါဟာပို့ပြီးတော့ကွက်တိတာပေါ့စဉ်းစားကြည့်လေကိုတို့မြည်တွေညစ်တွေကြတော့ကဲဒီလောက်ကွက်တိကြတာဘယ်မှာရှိပါမလဲလက်မကြီးနဲ့ကွက်တိဆိုတာအဲ့ဒါပေါ့မဟုတ်ဘူးလားသမီးရဲ့ဟုတ်တယ်နော်ကွက်တော့ကွက်တိပါတယ်ဒါပေမဲ့ဒလုံးအန်ဒီရဲ့မမီးကသမီးကိုအခုတည်းကခလေးလေးပဲထင်နေတာလေသမီးအခုဘယ်တော့မှမခံဘူးအားစိတ်ထုံးအောင်ပြင်စည်းကမှသွားထိုးတာအန်ဒီဘယ်လိုဟုတ်တယ်မမနွယ်ကိုမွေးထားတဲ့သမီးကြောင့်ကိုအသိဆုံးပဲလေဒီဘွဲကြီးရလာအောင်မို့အတွက်တင်ရင်းထားလိုက်ထားတာနဲတာမှန်လို့စိတ်ချမ်းသာတယ်ပေးဆက်သူလို့နှလုံးသားစုံရင်ဆိုတာဒါပဲသမီးမှတ်တာဒါသမီးအတွက်နော်မင်းအတွက်မမားတော့ရှိနေမသေးတော့စေးသမားဆိုပေးမဲ့လေတကယ်တော့ accident ဖြစ်လာတော့ဒါသမီးရဲ့မွေးတဲ့အမေနော်မွေးတဲ့အမေကို့အမေကိုမကူရလို့ဘာမှစိတ်မကောင်းမဖြစ်နဲ့အန်တီတက်တယ်မလို့ကလေးမိပါတယ်နဲ့ဟောလူနာပွဲစားလုပ်ပေးမယ်အားမပြည့်နဲ့စိတ်အားမငယ်နဲ့ရှင်တို့ကျမတို့မြင်းများကြတော့စိတ်ချတဲ့ဆရာဝန်ရှာခုမှာပေါ့ရှင်ကောင်းတယ်အဲ့ဒါမှကွက်တိကဲအမေတို့ပဲကွက်တိမနေကြနဲ့သမီးတို့လှုပ်အောင်ခုချိန်ဒီဘာမှမကွက်တိသေးကွက်တိပါမယ်သမီးရဲ့ခဏဆောင်မှာကွက်တိပါမယ်မေးရေပါတော့လည်းမပြောနဲ့ပညာရှာတာမဆုံးနိုင်ဘူးနော်ဘွဲရပြီလည်းမပြီးဘူးဟောအခုဘွဲလွန်နဲ့နောက်ဒီပလိုမာတဲ့နောက်ကွန်ပျူတာဂရပ်ဖစ်တဲ့အဲ့ဒါငယ်ချင်းတွေသွားတင်အခုထိပြန်မလာဘူးခက်တာကသူကလေရေးစားလေတကောင်တမီးမှမရှိဘူးတော့အဲ့ဒါကြောင့်မို့လို့မိဘတို့ဝတရားရှိသည်နဲ့အညီကျင်ဘက်တော့ရှာပေးမှာဆိုပြီးတော့မေးလေးကိုခေါ်တိုင်မရတာသမီးလေကွက်တိတော့မှာတော့မကြတော့ဘူးကွက်တိမယ်ခဏစမဲကနည်းနည်းထူးကြတယ်နော်တတိဝရိယနဲ့ဝင်ထားနော်အဲ့ဒီသားမီးနဲ့တူတယ်တယောက်ကမှန်ကြောင်မှုံကြီးနောက်တယောက်ကအသက်နည်းနည်းကြီးဖို့ထောင်းသူ့အမိဖြစ်နေတခုတော့ရှိရနော်မင်းတတိတော့ထားအနေထားမင်းကိုဖဲ့မဲ့သဘောမျိုးရှိရာစမ်းပါဗျာသူတို့မဖဲ့ကိုကကြိုးဖဲ့တာတော့ဒါစာဒီမှာထိုင်နေတယ်ဘာလို့တွေ့ကျင်လို့ဒီမှာစောင့်နေတယ်မင်းတို့ကလည်းကွယ်နောက်ကြလိုက်တာလို့ရောဘာလို့လဲကဘာဟာဘူးလဲဟင်သူဟဲ့မင်းဟာလေမေဒီဒါကိုရသားလေးလည်းမှတ်ထားနော်ဒါမိမိရဲ့အချစ်ဆုံးတကယ်ချင်းမေဒီတဲ့ဟာဒါမေဒီရဲ့သမီးဒေါက်တာမာလေးမိမိလေဒေါက်တာလားဟုတ်တယ်ဘယ်ရင်ခွဲလို့မလုပ်တာလဲရှင်ဟဲ့စိတ်မရှိမှသမီးရဲ့သူတို့ကပြလို့ရှင်နေတတ်လို့ပါအဲ့ဒါကကြည့်တော့မေဒီသူတို့တကယ်ချင်းသုံးအောင်လေရုပ်ဒုက္ခတွေကြီးပဲခွဲထားလို့လည်းမရဘူးဟောတွဲထားတယ်လို့လေရှင်းလို့ကိုမနိုင်ဘူးဒီလိုပဲပေါ့နော်ရဲ့ကလေးတွေပဲဥစ္စာဒီကမိမိရတော့လေဆရာဝန်ပြီးစိတ်ရှိပါတယ်အမေတားမှာဘာယောဂရှိလို့ဒီမဲကုငယ်ခေါ်ထားတယ်ဘာပြောတာနောက်တစ်ခါတော့ထပ်ပြောစမ်းဒီတို့ကမဲကုဝင်ဆိုတာကဘယ်လိုပြောမလဲမဲဆိုတာကမောက်ပြောပြီးတော့ကုဝန်ဆိုတာကစိတ်ကုတဲ့ဆရာဝန်ပြောတာနော်ယောက်ျားလေးဆိုရင်တော့မောင်ကုဝင်ပေါ့ဒေါက်တာမောင်ကုဝင်ဒီကောတင်စားတာအိုဗာပေါင်းဖြစ်သွားတယ်နော်မဲကုဝင်လာပြန်ပြီလားဒီနာမည်ကျမမကြိုက်ဘူးဆိုတာသိရတယ်ဘာဖြစ်လို့ခဏခေါ်ကျမမှနာမည်ရှိရဲ့ရှင်ဒေါက်တာမီမီဆိုတာဒေါက်တာမီမီပဲပေါ့ဟုတ်သားပဲမင်းတို့ကလည်းသမီးလေးမကြိုက်တာဘာကိစ္စလောက်ချင်ရတာလဲနင်တို့နော်လက်ကပြိုသည်ပြက်စီပြောတာပါမမီမီနဲ့လည်းရင်းနှီးတော့ဒါနဲ့မမီမီကဒီဂရီဘယ်တော့ရတယ်လွန်ခဲ့တဲ့၄နှစ်ခက်ကရှင်၄နှစ်ဒါဆိုပါဝါထပ်မလို့တော့ဘူးနော်ပလတ်ဆန်ပိုင်းလားဆန်ခင်ဗျားတို့ဘာရှောက်နေလဲဒီလောက်ပလင်းပင်ကိုဂိုင်းတက်တာမှာ plus ပဲနေမှာပေါ့ပလတ်ဒီကဒေါက်တာမီမီကိုအားနိုင်တယ်ခေးရှင့်အားနာဖို့ပြောတဲ့စကားတခုကပိုပြီးအားနာဖို့ကောင်းတယ်ကိုချစ်အောင်မမေရဲ့တငယ်ချင်းရဲ့သမီးဆိုတော့လေကျွန်တော်တို့အားလုံးရဲ့တငယ်ချင်းပဲပေါ့အားမအားနာချင်မလို့နော်ဟဲ့သားဘာတွေလျှောက်ပြောနေလဲသမီးလေးကိုအားနာဖို့ကောင်းနေပြီအားနာလိုက်တာသမီးရဲ့ပြပါလေမန်းရဲ့ဒီလောက်ပြောပြီးမှတော့အားမနာပါနဲ့တော့အန်တီရဲ့သမီးကလည်းစကားတခုတော့ပြန်ပြောမယ်နော်လာမေမေပြန်ကြအောင်ဟဲ့သမီးဒီမှာကွက်တိမဖြစ်သေးဘူးမေဒီအမမလေးအားနာလိုက်ကြအားလိုက်ကြဟဲ့နင်တို့လုတ်ကောင်းသေးရဲ့ဟင်မအီကတော့ငါသားလေးဘဝဖြောင်ယူပါစေဆိုပြီးတော့ချွေးမလောင်းနေခေါ်ပြတယ်ဘယ်လိုချိုးလိုက်တာလဲဘုရားကြီးတောက်ဒီမမောင်းနဲ့ပေးစားမလို့ဟုတ်တယ်
မေကလည်းတားမလိမ္မာလေးတုံးနဲ့ရိုက်ပြီးဆုံးမနိုင်ပါလေအဲ့ဒီလေးလုံးမဲကုဝင်တော့မယူရတဲ့နော်နော်မေနော် ဒါဆိုရင်မင်းကမင်းကြိုက်တဲ့မင်းကလေးတွေ့ထားပြီပေါ့ဟုတ်လား မေကလည်းတားတော့ငငယ်လေးပဲရှိသေးဥစားတင်တဲ့နောက်မပြီးသေးဘူး အေးမင်းဖာသာမင်းဘယ်တင်တန်းကိုပဲတက်တက်မင်းအသက်မငယ်တော့ဘူးဆိုတာသိထားမိမိတို့ကမျက်စိနှလုံးမပိတ်ခင်ပါစိတ်ချတယ်မင်းကလေးနဲ့ပေးစားခြင်းတယ်မင်းကိုယ်တိုင်ကလည်းအသုံးချမရဘူးမအေကခေါ်ပြတယ်မင်းကအယိုးခါတလေချင်းမြတလေဟဲ့ဟိုနေ့ကလည်းဘာမှအမကိုရဘူး ဒီအဲ့လူတို့ပြောပါနဲ့အန်ဒီဟာဒီကောက်ကကျွန်တော်တို့ဘလောက်စူးစမ်းနေတဲ့စေတနာတွေဘလောက်ကြီးရထားတယ်ဆိုတာအန်ဒီမကြခင်သိလိမ့်မယ်ခဏလေးစောင့် အေးဒါဆိုရင်ဒီဝါမဝင်ငယ်သူ့အဖေပြန်လာတာနဲ့ကြိုတင်စီစဉ်နေအောင်လုပ်ထားပါ ချာဝါမကွေးနဲ့ကွက်တိဖြစ်စရာ ဟိုတယောက်ကတော့ကွက်တိမသွားဘူး နားလိုက်တာမရဲ့ မဲဘယ်ပြေးအောင်လို့လဲပြေးလို့လွတ်မယ်ထင်မလား မပြေးပါဘူးကျွန်တော်ဟိုလိုက်ရှာနေတာ လိုက်ရှာရဆိုလဲခုတွေ့ပြီလေမနေ့ကပေးထားတဲ့စာကိစ္စကြောင့်ရှင်းခုရှင်း စိတ်မရှိပါနဲ့ဗျာကျွန်တော်တောင်းပန်ပါတယ်နော် အော်မင်းကလည်းကြောက်စရာမဟုတ်တော့ကြောက်နေပြန်ပြီဝဲတို့ခုစိတ်ဆိုးနေရဆိုတာလေမနေ့ကစာကြောက်စိတ်ဆိုးတာမဟုတ်မင်းခုလိုပတ်ပြင်းနေလို့စိတ်ဆိုးတာ ကျွန်တော်လည်းမနေ့ကစားကြောင်းပဲပတ်ပြေးနေရတာပါ ခက်တယ်ဦးခေကောင်လေးတွေကလေကောင်မလေးတွေတွေ့ရင်စာပေးမယ်ပြီးပတ်ပြေးမယ်ပြီးဖုန်းနဲ့ဖြေတောင်းမယ်ဟေးအဲ့ဒါညံတိန်တဲ့သူတွေလောက်တာကွာမင်းနဲ့တိုးနဲ့ခုတဲတွေ့နေပြီလေတဲ့ရှင်ပြီးလို့ရှင်ကိုကတခါလေးပြတ်သွားမှာမကောင်းလားတဲ့ဖက် ဒဲတော့မဖဲ့ပါနဲ့အမရဲ့ကျွန်တော်အဲ့စာပေးမိတယ်ဆိုတာလေဟိုလူမားပြီးတော့ပေးလိုက်မိတာပါ ကြီးသားစာကိုလူမားပြီးပေးတယ်ဟဟလား ဖျားစုမိုးချိုးပြပါအမရဲ့ကျွန်တော်မှားတာကြီးမလေအမကိုအမညမထင်ပြီးတော့မှားပြီးပေးလိုက်မိတာပါဗျာ ဟိုညီမထင်တော့မှားပြီးပေးတယ်ဟဟလား ဟုတ်ပါတယ်စိတ်မရှိပါနဲ့အဲ့ဒါလေးကိုစိတ်မရှိပါနဲ့ စိတ်မရှိပါနဲ့လေဟဟလား ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အမရဲ့ကျွန်တော်တောင်းပန်ပါတယ်နော်နောက်ကအဲ့လိုအမှားမျိုးကျွန်တော်ထပ်မကျူးလွန်တော့ပါဘူးနော် မဲဒါပဲလေပွဲကဒီတိုင်းပဲပြီးမယ်လို့နင်းထင်သလားငါမင်းတော့ဒဲကြည့်ရ အမရဲ့ကျွန်တော်တောင်းပန်မိပြီပဲလေနော် တောင်းမှန်တိုင်းငါကျေနပ်မယ်ထင်တာဒီမှုကနင်ဘလောက်ကြီးရထင်တယ်ဟမ်မမလေးနင်ပေးတဲ့ရီးစားစာကိုလေအချိန်ယူတော့စဉ်းစားခဲ့ရတာလေစိတ်ကူးရင်ခဲ့ရတာလေအလုတ်ကင်ပြက်ခဲ့ရတာလေစီပွားရေးလူမှုရေးဌာနရေးသာသနာရေးအားလုံးပေါင်းပြီးတော့လေငါအမျိုးသမီးရတိုင်းနဲ့ဒီပါဖြစ်သွားမယ် အမရဲ့ကျွန်တော်ရီးစားစာလေးပေးလိုက်မိရလေးကိုတော့အဲ့လောက်ကြီးရဲတော့ကျွန်တော်စွဲမထည့်လိုက်ပါနဲ့အမရဲ့နော်ကျွန်တော်အမကျင်တဲ့ကျွန်တော်တောင်းပန်ပါမယ်နော်တောင်းပန်ပါမယ်နော် အဲ့ဒါဆိုလို့ချင်းလာလိုက်ခဲ့ငါနာ ဒါမှကျွန်တော်ရေးလဲအမလို့လား နေပါစပိတ်လိုက်ခဲ့
ပဲချိန်နဲ့ရောက်နေရ ငါတို့နင်းကိုစောင့်နေကြားလာပြီနေပါဦးနင်းကဆိုင်ချင်းဖြစ်ပြီးဘဲလျှောက်သွားတယ် ဒီတဲ့အတိုင်းပဲလေဖွင့်ရတဲ့ကောင်လေးလို့ပညာပေးလိုက်တာ ကတည်းကတော့မိုက်တယ်သူ့ရဲ့ကတမိုးရှိတော်တော်မိုက်တာလန်ထွက်တာ ဆိုင်ရပစ္စည်းလေးရောင်းရတယ်လမ်းလို့လည်းရတယ် ဒါပေါ့ လမ်းထွက်နေရပဲ ကဲအဲ့ထားလိုက်ပါအောင်ဦးလေးနဲ့ကိုမျိုးနဲ့2ယောက်ထဲလာဆိုတော့ဒီနေကလမ်းမျိုးမှထွက်ရမှာနော်ဘယ်မလဲဟိုတည်းက ပါပါတယ်ဟာမပူစားပါနဲ့ဒီမှာငါတို့2ယောက်တည်းဆိုအနေသားကြီးဟုတ်မနေသားတဲ့ကောင်ပါလာလို့ငါတို့ကပါဆက်ပါလာတာဟိုကောင်စောင့်တော့စောင့် ကဲတော့မယ် တရဖီပြောစရာရှိတာပြောကြလေဟာအဓိကမင်းအရေးကြီးတာ point ထားပဲငါတို့ဘာမှအာနာနေစရာမလိုအားလုံး open ပဲပြော ပြောမှာပေါ့ဟာနေရလဲဟိုညက်လေညက်နေဘယ်လိုစပြောမှမသိဘူးစဉ်းစား ကဲစဉ်းစားမနေနဲ့စဉ်းစားမနေဝါစားလိုက်အဲ့ဒါမှအစာကျင်းပါ ဒါလေ73ချက် ခဏဒီပါဦးတို့ပါဟာစလုံးကမဆက်တော့နည်းနည်းလေးကွဲနေရနားလည်မှုနဲ့တွဲဖက်မှာဘောဟာနေရလေ ဒီပါလေဒီစက်စာဖတ်တယ်ဆိုတော့ခင်ဗျားနည်းနည်းပါတော့ရင်ခုံးမှာပေါ့အသက်ကြီးရောလိုက်ကန်လို့ဘာမှမသိ ဖတ်စမ်းပါဟာတပ်ပုံပေါလို့ရှိရင်တော့အထီးပဲကောက်လွဲနေဦးမယ် မျိုးဒါခင်ဗျားပြည့်စား မင်းကလည်းအတာနေစမ်းမှာကွာပြီးတော့အဖြေသိရမှာပေါ့တရဖီ တို့ဖီကိုဟိုးလွန်ခဲ့တဲ့ငယ်ငယ်လေးတွေကဖြစ်ခဲ့တာပါဖီအဲ့ဒါကြောင့်စားရတော့ဖီနာမည်ပါတဲ့ဖီချက်နှစ်ပြောသေးတယ်စားရဲဆိုတာဖီတိစေချင်လိုက်တာမတွေ့ရရင်မနေနိုင်ဖြစ်တယ်လို့တွေ့ရပြန်တော့လေဖီပဲတော့များယောက်ျားယူသွားမလဲဆိုတော့ပူကပြန်ရောအရေးကြီးတဲ့ main ဒီကရဲ့ point ကိုတိုးမေပြီးကိုဝင်ဆောင်နေလို့အပူတဲ့ဘဝနဲ့နေရတာကြားကြီးဒါပေမဲ့ခုတော့တို့တည်သွားပြီဖီးကိုဖီးဖြစ်တဲ့ယောဂါကိုရိုနာအိမ်အောင်ရသားကြလို့ဒင်မီယာတို့ပေါင်းပြီးကလေးတွေအများကြီးမွေးကျင်တဲ့စိတ်နဲ့ညားကျင်တဲ့ယောဂါပဲဖီးစေတနာအပြည့်နဲ့ချစ်တဲ့ချစ်ရအောင် ဟာနင်ဖက်စားမှာငါနာမည်ဘလို့ပါလာလဲတရဖီနင်မနောက်နဲ့နော် ဟဲ့ချစ်အောင်အဲ့လိုအတီပေါင်းကြီးနဲ့မနှောင်းနဲ့အဲ့လိုတောက်လို့ခဏခဏပြဿနာတက်နေတတပီလည်းအားနာပါ အေးလေကွာမင်းကလည်းပဲများနေလိုက်တာဇလန်းစားတော့ကိုပါတော်ကိုစပြီးဘာမှမလဲကြည့်တွင်းကြည့်လုံး ခင်ဗျားတို့ ဟဲ့အောင်မင်းပါစက်ကိုပိတ်ထားစမ်းပိတ်လိုက်တော့ဒီအချိန်မှာတတပီရဲ့အဖြေရဖို့ပဲအဓိကတတပီကိုတို့ကောင်ကြီးကိုဝင်းနေအောင်တော့မလုပ်ပါနဲ့နော် ဦးလေးကလည်းဒီလူနဲ့ဒီလူဝင်နေစရာလားဦးလေးရဲ့ဟဲ့ကိုချစ်သူမတက်လိုက်တော့နော်ပေးပါ ထည့်လိုက်လေလက်ကောင်ကထူကြီးရဲ့ အဲ့လက်သက်မဖြုတ်ကျင်လားဘာမှမတက်တာ သွားလိုက်တော့ အမြောင်းမြောင်းရဲ့ချက်ကတော်တော်ကိုပြင်းပါတယ်ဗျာဒီတရဖီတော့ခေါင်းမှုစရာကောင်းတဲ့ကောင်ပါလိမ့်လို့ကျွန်တော်တခါမမြင်ဘူးအမြောင်းလေကျွန်တော်ဘယ်လိုအညွှန်းမနဲ့ဘယ်တော့ဒီရက်ဆက်ကြတယ် အောင်မလေးဖြစ်မှဖြစ်ရလေကွာဟာဒီလောက်မော်ဒယ်လောကမှာစတားအားလုံးရဲ့ကွင်းဖြစ်နေတဲ့ကောင်မလေးနဲ့ okay ပြတာအောင်မမိဘက်ကဝမ်းနေစရာလားဒီမှာအထီးကမိန်အရေးကြီးတာ point ချန်တာအလုံးနာကြီးနဲ့နာကွာ အားဗျာဘာလဲဗျာနာကြည့်နေရကျွန်တော်ဘာမှမသိဘူးဗျာအခုချိန်မှာခင်ဗျားတို့စင်ချင်းကိုကျွန်တော်တခုပဲပြောမယ်ကျွန်တော်နဲ့တရဖီဆိုတာဘောဟာအကန့်နဲ့နေကြတာဗျာခင်ဗျားတို့လည်းစဉ်းစားကြည့်ဘယ်လိုဖြစ်သွားပြီလဲခင်ဗျားတို့နှစ်ယောက်လုံးအနီးကပ်ပြပြီးချက်ချင်းထုတ်ပလိုက်လို့ အမလေးပြောရက်လိုက်တာစေတနာဘယ်လပင်းနဲ့ဘောတာအနည်းကြီးတွေမင်းမလို့ပြောရက်တယ်ကွာအနိကပြမယ်တဲ့ဒါရှိစမ်းပါဒီမှာအခုကိစ္စကလေငါတို့ကပျော်စီပြက်စီဆိုပြီးတော့အလေးနဲ့တော့ကစားနေတာမဟုတ်ဘူးကွာမင်းမေအန်တီနွေကငါတို့ကိုဘယ်လိုတော်ကီမျိုးနဲ့ကြားစံပေးထားလဲဟဲ့တာဝန်နဲ့ဝတ်တရားတွေကိုငါတို့စေတနာတလဲဟောနဲ့ထမ်းဆောင်နေတာနော်စေတနာတွေ ဟေးကျေးဇူးတင်တယ်နော်အဲ့စေတနာတွေအားလုံးအရန်ကိုကျေးဇူးတင်ပါဗျာဒါပေမဲ့နောက်မလုံးနဲ့တော့ဟုတ်တယ်လေဗျာကျွန်တော်မှမချစ်ရမကြက်ရသေးပဲဘယ်လိုရှေ့ဆက်စကားသွားမလဲဗျာအဲ့တော့ခင်ဗျားတို့ရဲ့စေတနာတွေ main တွေ point တွေဒီဒီမဲ့စတော့လိုက်တော့နောက်ကြောင်းပြန်လှည့်ပြီးပို့ရှင်းလိုက်ကြတော့ မရတော့ဘူးငါတို့ကနောက်ကျောင်းလှည့်လို့မရလို့ရှေ့ကျောင်းမှလည်းငါတို့ဆက်တော့လို့မရတော့ဘူးမင်းပုံမှာငါတို့ထားတဲ့စေတနာတွေကလေတလဟောပြပြီးစီးဆင်းကုန်ပြီ ဗျာ
စင်နာတွေကဆက်ပြီးစီးစင်းဦးမယ် ရွေးချယ်မှုပေါ့ကွာမင်းရဲ့ရွေးချယ်မှုပေါ့ဒီမှာမင်းရဲ့စိတ်ထဲမှာလေဘာမှဇဝေဇဝါဇလို့စနောက်မဖြစ်နဲ့နော်အဓိကမင်းအရေးကြီးတာပွိုက်ဒါပဲကွာဒီဟာမင်းပွိုက်အေးနဲ့ခက်စီစင်မယ်နော် တို့ရကအင်းကြီးစစ်မယုံတိုင်ပြီ ဒါမျိုးကြောင့်လက်သက်တယ်ဟဲ့လားခိုင်းလို့မရဘူးလေကွာရှာရှိရဲ့ရှာ 不知道我也来了，我去。 အမ ဒီကအမေရိကန်ဘေးချင်းနဲ့ဝေးနေလို့မှုံဝါးဝါဖြစ်နေတာမမြင်ညောင်ဆောင်လို့ မဟုတ်ပါဘူးအင်းကြီးရဲ့မတင်မဲ့တွေ့နေတော့အံ့ဩနေတာပါချင်းနိုင်တော့လွယ်ဦးမယ်နော် 好，最近那个阿弟查清楚嘞，我感觉我们俩比较难了，我不去。 ဟုတ်လားခင်ဗျားတို့နေရောက်တယ်ဘယ်လိုချင်းတာမှန်ပြောပါ ရကြောက်ငါတို့မျက်နှာပြောင်းမလို့နဲ့နော်ဟောတော့မင်းခေါ်လာတာလေဟိုကအင်ဂျင်ကိုအားနာကိုအင်ဂျင်ကိုအားနာကိုဟိုမင်းတဲ့ဖြေနေတာ နားထောင်လိုက် ခင်ဗျားတို့ဗျာအတီးပေါက်နေနဲ့နောက်နေတယ်အင်းကြီးဆိုရင်တော့ဒီလူကြီးကတကယ်တမန်နေရဲ့လေအင်းကြီးမတွေ့အောင်ရှောင်းတက်အောင်မပေါင်းနဲ့အန်ဒီစီကိုက9500ရတယ်မှတ် လလဒီပါရှောက်ခွန်းဟမ်အတိကမင်းအရေးကြီးတာပွိုက်ဒါပဲလေကွာပါလေမင်းအောင်စင်းထွက်ကနေမလို့အင်တုံပန်းတုံဖြစ်နေတာမလားမရှင်းကမလုံးနဲ့နော် မဟုတ်လေဗျာဘာဆိုင်လို့လဲဗျာဘဲကဆောင်းမဖြူလို့ကျွန်တော်ဘဲကအောင်နေထွက်မှာလေ ဟဲ့ကောင်ယူကြအောင်ဆောင်မနေနဲ့ယူကြအောင်ဆောင်မနေနဲ့ငါတို့လည်းအားနာအောင်အင်ဂျင်ကိုလည်းအားနာအောင်ဒီပြောရပါတယ်အင်ဂျင်တို့ကတကယ်ချင်းတွေလိုလေးလာခဲ့ကြတာပဲလေခုမှအင်ဂျင်ကိုစာဒရန်ပေဒရန်နဲ့လင်းမယားလိုချစ်ပြသေးကလေးတွေအများကြီးမွေးပြသေးဟိုကြီးဝမွေးငယ်မချက်ပြသေးဆိုတာလေ အဲ့လိုလေဒီသားမှုကျွန်တော်ကြားဘူးသလိုပဲနော် ရမင်းအခုမှပြောင်းလဲပြောင်းသားမလုံးနဲ့နော်မင်းနဲ့ငါတို့ဆိုဘာသာဘာကမှရှိတာမဟုတ်ဘူးဒီမှာရောက်အတိကမင်းအရေးကြီးတာပွိုက်ဒါပဲလေ လာပြန်ပြီဗျာ လာပြောမီးမလာပြောမီးပြောမနေနဲ့ကွာဒီမှာအင်ဂျင်အစီကိုနားထောင်ဒီလိုက်တော့သမီးဖြေလိုက်တော့ ဟုတ်ဒီလူနဲ့ဒီလူရင်းစရာလိုသေးလို့လားဦးလေးရဲ့ နော် ခုချစ် ဗျာ နန်းတာလိုက်တော့နော်တော့ကြမ်းမပြုတ်သေး ပြေးလိုက်လက်ထပ်ပြီးလိုက်ဒီမှာစနူပဲအင်း လာတာ လာ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  အောင်ပြီပဲ ရှင်မကျင်နာမြဲကွယ်စင်သာဆိုနေအောင်မယ်ကျင်နာကိုတချင်ရဲ့ရင်မမင်းလေးအတွက်ပါကိုရောရဲ့ချစ်လက်စမှုရှိရင်အမောင်များဝေးသွားရင်ခုန်တဲ့တွေရဲ့နှလုံးသားတည်တဲ့ဂျာဟဲ့ချစ်သူမဆုံးတဲ့တည်သွားဆုံးနေမဲ့ချစ်တဲ့ချင်းလေဟိုမှာတင်ပြရမျိုးလွင်နေတဲ့နှလုံးသားတွေမှာတတန်ကြီးလာကွယ်လာတဲ့ချင်းတွေလေနေပြီးဆောင်ယူပါချစ်ရဲ့ရင်တဲ့တွေထွေးသွားအောင်ရှိရင်အမောင်များဝေးသွားရင်ခုန်တဲ့တွေရဲ့နှလုံးသားတည်တဲ့တိုင်းချစ်သူမဆုံးတဲ့တည်သွားဆိုနေမဲ့ချစ်တဲ့ချစ်လေဟိုမှာရဲ့ပြမလိုက်လေးတွေလေဒီဆိုလို့ရဲ့စမ်းကြောင်းလေးလာခွေဒုညောင်ရဲ့ကပါလေတာယာကြီးလေးဆိုစီးတဲ့နေစေငိမ့်ချမ်းသွားတယ်ချစ်သူတဲ့ချစ်များရဲ့မဆုံးတဲ့ဆက်ဆုံးမဲ့ကိုရောရဲ့ချစ်လက်စမှုရှိရင်အမောင်များဝေးသွားရင်ခုန်တဲ့တွေရဲ့နှလုံးသားတည်တဲ့ဂျာဟဲ့ချစ်သူမဆုံးတဲ့တည်သွားဆုံးနေမဲ့ချစ်တဲ့ချစ်လေချစ်သူလေမ
ရဲ့အမောင်များဝေးသွားရင်ခုန်တဲ့တွေရဲ့နှလုံးသားတင်းတဲ့ထားလိုက်ချင်သူမဆုံးတဲ့တေးသွားဆိုနေလက်ချစ်တဲ့ချင်းလေရှိရဲ့အမောင်များဝေးသွားရင်ခုန်တဲ့တွေရဲ့နှလုံးသားတင်းတဲ့ဒါလိုက်ချစ်သူမဆုံးတဲ့တေးသွားဆိုနေလက်ချစ်တဲ့ချင်းလေဟိုမှာရဲ့ဒီမောင်လိုက်လေးရီလေဒီဆိုလို့ရဲ့စံကြောင်းလေးလာကွယ်တို့တယောက်ရဲ့ကဘာတဲ့တာယာကြည်လင်းသောစီစင်နေစေငိမ့်ချမ်းသွားတယ်ချစ်သူတဲ့ချင်းများရဲ့ရှိရဲ့အမောင်များဝေးသွားရင်ခုန်တဲ့တွေရဲ့နှလုံးသားတင်းတဲ့တာလိုက်ချစ်သူမဆုံးတဲ့တေးသွားဆိုနေမဲ့ချစ်တဲ့ချင်းတို့ရဲ့ချင်းလက်စမရှိရဲ့အမောင်များဝေးသွားရင်ခုန်တဲ့တွေရဲ့နှလုံးသားတင်းတဲ့တာလိုက်ချစ်သူကောင်းမှုတယ်ကောင်းတော့တယ်ကောင်းခိုက်တယ်ကောင်းခဲတယ်ဗျာခင်ဗျားမွေးနေမိရလေကျွန်တော်မှအခုဒီအပတ်ကိုမလဲဘူးတကောင်းလုံးလည်းမီးတောက်နေပြီဗျာဘယ်လိုလုပ်မလဲကြည့်လို့ကြောက်ကြည့်ရှင်းကြအောင်မင်းကလည်းကွာခေါ်ဒီမုတ်တဲ့အတိုင်းပဲမတထုံတကုံဘွားဆိုတဲ့စာသွန်နဲ့ကြီးသူများကတွေတော့ထဲလဲတွဲနေတာမင်းက2ယောက်တည်းရှိသေးတယ်မင်းဘာခေါင်းစားတာလဲယောက်ျားမဟုတ်လားဇွဲမရှိဘူးရှိတယ်ကျွန်တော်မှဇွဲလဲကြည့်တယ်အသေးလဲကြည့်တယ်ဒါပေမဲ့အခုခင်ဗျားဖန်တီးပေးရတဲ့ညကိုကျွန်တော်မှမကြိုက်တာဒါဘယ်လိုလုပ်တေလိုက်ပါကွာမင်းဖွားကြီးမင်းကိုနိုးတစ်ပေးတာလဲထဲတွဲဟိုဒီမှာဟဲ့အဓိကမင်းအရေးကြီးတာပွိုက်ဒါပဲကွာဟုတ်တယ်ချီအောင်မင်းဖွားကြီးရှော့မတွက်နဲ့နော်ဒီဝါတွင်းမှာမင်းမိမမရောက်ဆိုရင်မင်းကိုမိမပေးစားတော့မှာမှန်ကြောင်ကြီးနဲ့ပေးစားတော့မှာအဲ့အတွက်ကတော့စေတနာကြီးစားကြီးနဲ့ဖန်တီးပေးနေတာကိုယ်စင်ပေးနေတာပတ်ဆက်ကိုတီးလိုက်ချင်တယ်ဗျာအဲ့ခင်ဗျားတို့မင်းနေပွိုင်းနေစေတနာတွေကိုလေနည်းနည်းတော့ဘရင်းနေတာမရဘူးလားဟမ်အခုကကျွန်တော်မှမကြိုက်တဲ့ဥစ္စာဗျာကြာရင်ကျွန်တော်ခေါင်းကိုစင်နေတယ်လို့လေသူတို့နှစ်ယောက်ကြားမှာစားညက်ပြီးပြားတော့မယ်ဗျာပြားတော့မယ်ဟုတ်ကြအောင်မင်းတော်တော်ကြီးများတဲ့ကောင်နော်ငါတို့ဒီကောင်းလို့ရထားတဲ့ရီးစားနှစ်ယောက်ကမြမင်းကအယိုးများသေးချီကားသေးလုပ်နေသေးဟမ်သူတို့မှသူတို့တိုင်းတာနဲ့သူတို့အစ်စ်တန်တော့ရှိတာပဲမင်းနမချင်းနဲ့စားနာဟုတ်တယ်ချီအောင်မင်းကလက်တလောလေးရထားတဲ့ကြီးစားကိုချက်ချင်းဖြတ်မယ်ဆိုတာတဘာဝမကြပါဘူးကွာမြင်းမိဖြတ်လဲရပါတယ်အာယုံနေမများစမ်းပါနဲ့ငါတို့ရဲ့မဟာစေတနာကြီးလို့လည်းတန်ဖိုးထားပါဦးဦးရဗျာဒီလေကောင်းစားတယ်ဗျာဒီလေကောင်းစားတယ်ဒီကောင်လည်းပြောလိုက်ရင်လေခေါင်းစားတာတွေခေါင်းဆင်းနေတာတော့ခေါင်းပြားတာတွေရောခေါင်းမိတော့ရှုပ်ရှက်ကိုခတ်နေတာပဲဟဲ့အဲ့ဒီခေါင်းကိုပေါ့တော့ငါလုပ်ပေးမယ်ဦးလေးဘယ်လိုပေါ့အောင်လုပ်မှာဟာဒီကောင်ခေါင်းပြဿနာဖြစ်တာလေအဲ့လေခေါင်းညက်ဆိုင်ခေါ်သားမယ်ခေါင်းဆော်ပေးပြီးတော့ကရုံးတုံးပေးလိုက်ပြီးပြီပေါ့လာပေါ့လာ对了，ဒီမှာဂျပန်ပုံလေးကြိုက်လာရင်ဂျပန်ပုံလေးမကြိုက်ဟာခုတဂျပန်ပုံမှာတက်ကြလာပဲဒီမှာယူရီးယားပုံလေးကိုကြိုက်လာရင်ယူရီးယားပုံလေးမကြိုက်ဘူးဟာယူရီးယားပုံမကြိုက်ဘူးဒီလိုဆိုဒီမှာဖိလစ်ပန်ပုံလေးကြိုက်တယ်ဖိလစ်ပန်ပုံလေးဖိလစ်ပန်ပုံလေးမကြိုက်ဘူးဟာမကြိုက်ဘူးလားဟာဒီလိုဆိုကိုရီးယားပုံလေးရောကိုရီးယားပုံလေးကြိုက်လာရင်ကိုရီးယားပုံရိန်းလို့ဘာလို့လဲဟုတ်ကဲ့ဒီမှာလေးထိတ်ကလေးကိုတိပြမယ်တေးလေးတိပြထိတ်တိမထိတ်အဲ့ပုံစံလေးကြိုက်လာရင်မကြိုက်ဘူးဒုက္ခပါပဲထိတ်တိမခဘာမရှိတဲ့နိုင်ငံခြားစပင်ပုံစံနဲ့အားလုံးကုန်ပြီတပုံးမှလည်းကြိုက်မတွေ့ဘူးကဲရှင်းကြိုက်တဲ့ပုံပြောကျမဒီပုံစံမညံ့မယ်ကဲပြောရှင်းပြောဦးလေးပြောလိုက်ပြောလာဒီလိုမှမရဘူးဒီကောင်ခေါင်းနေမိတောက်နေခေါင်းနေပေါက်နေခေါင်းနေလေးနေဟန်ခေါင်းနေစားနေတယ်ဗျအဲ့ခေါင်းပေါ်တော့ကတုံးတုံးနေလို့ကတုံးတုံးရင်စိုးစီရပြောပါလားစိုးစီရပြောပါလားကိုစပင်းပုံစံนี่ပြတာစပင်းပုံစံนี่ပြောရတာဗဆက်ကိုအမြုပ်ထွက်နေတာပဲလူအားရကောင်းမများအောင်မေးတာဟဲ့အဲ့ဒါတော့မမီပါမာဒီပုံနေလျှောက်ပြကိုကပြောနေတာပြောနေတာဒီကပြောချင်လည်းမပြောရေပက်လို့မမီကြောက်တဲ့ပြောတာအမြုပ်နေထွက်ကျွန်တော်လည်းပြောတာအမြုပ်နေတော့ကတုံးတုံးနေတယ်လို့ပြောနေတာဟဲ့ကောင်းနေဟိုမှာကြည်စမ်းဆိုင်နာမယ်လေကြည့်လိုက်ဟုတ်ဒီမှာညက်တဲ့လူလေးကြည့်လိုက်အောင်လေဟိုမှာကြည်စမ်းနိုင်ငံခြားရလာတဲ့အောင်လက်မှတ်တွေဘွဲလက်မှတ်တွေဟိုမှာကြည်စမ်းအဲကောဒီမှာရေပြတ်ပြစ်တာဒီမှာ TV ဒီမှာ VCD ဒီမှာကာရာအိုကေဒီမှာမီခရိုဖုန်းအဲ့ဒါတွေရောင်းဖို့လေပေါင်ဖို့ဟာရောင်းစီရလားကျိုးရက်ကွက်ကလမ်းမရဆိုင်မဘူးလို့ပြောတာနိုင်ငံခြားပြန်စပင်းမှာအစ်ပပနော်ကတုံးမမဖူးကတုံးတုံးမဲ့မင်းခရီးမဖူးကတုံးတုံးနဲ့မင်းခရီးမဖူးလို့ပြောနေတာတုံးရင်သွားလမ်းမေးဆိုင်နဲ့သွားတုံး
မမီရဲ့ရောက်လက်စားနဲ့လမ်းမေးဆိုင်လည်းမသွားတော့ဘူးနော်ဒီဆိုင်မှာလေကျွန်တော်ခေါင်းပေါ်ခေါင်းတော့လျှော်လို့ရတယ် ရတယ်အဲ့ဒါမမရှော့စရာတော့မလို့ဒီကလေးတွေရှော့ပေးလိုက်ပါတော့ခုမတဲ့ မမီမရှုံးလိုက် ဟာမမရှော့စရာလားမမရှော့စရာလားမမရဲ့ဆရာဒီဒါမျိုးမကြိုက်ဘူးကြီးတာမှကြိုက်တာအဲ့ဒါသဘောပေါက် မမီဟိုအခန်းထဲမှာလေခြေသေးဆိုးကိုအစင်သက်ဖြစ်နေပြီရဲ့ အော်လာမယ်လားအော်တပီဟိုဒီမြောက်ကိုလေခေါင်းရှော့ပေးလိုက်ရှေ့ရှော့ပေးလိုက်နော်ဖုတ်ဖုတ်ညင်တဲ့ကြောင်ရှော့ပေးလိုက်စတပီ မဟုတ်လေဝမ်းတယောက်ထက်လေ ကဲကျန်လားရှယ်ချော်ပေးမယ်နဲ့ခေါင်းပေါ်တော့လားလေးနေတဲ့ခေါင်း မျက်နှာသိလို့မဟုတ်ညီမလှုပ်ဆက်ရှိတာကိုလာလို့သွားပါတိုက်ပေးလိုက် ။အော်သွားတော့တိုက်ပေးလို့မရဘူးကိုရဲ့။ဒါပေမဲ့သွားတော့စင်သွင်းလို့တော့ရတယ် ဒါဆိုဒီဦးလေးကိုစင်သွင်းပြလိုက်နော်သူ့မှာသွားပို့ဆိုင်အပေါက်အများကြီးရှိတယ် ။ရတာပေါ့စင်သွင်းလိုက်လို့ရှင်ပိုးတွေအကုန်လုံးရှော့ပဲ မလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့ပိုးတွေရှော့ပါတော့လူလည်းရှော့ပါလိမ့်မယ်နော်မလုပ်ပါနဲ့မမီကျွန်တော်တိုင်ကြီးကောင်းကိုဂဒုံတုံးပေးပါဆိုတော့ခေါင်းကြတော့မကန်ရင်ခြေတော့ကြတော့ကန်ဟမ်အဲ့ခြေတော့ကန်နဲ့လက်ကန်လို့ကျွန်တော်ခေါင်းကန်လို့အကန်မခံဘူးမတော်လို့မြအဲ့ခြေတော့ကန်လေအီးတွေတင်းနေလိုက်တေးပြီ စကားပြောဆင်ကြပြောတော့ဆင်ကြပြောခြေတော့ပဲရှင်ကစတမာထိခိုက်တယ်သိလား sorry သူကအေးလူနေပါဗျာတော့မရှာပါနဲ့ သမီးစိတ်မရှိအင်းနာနေရှိတဲ့တမ်းမမီလို့ပြောနေတာဒီမှာပြီးလို့ရှိရင်ရင်းနှီးတော့ပြုပြီးရှော့နေတာနိုင်ငံကပတ်လာတာသိလား မလေးပူဆန်းလိုက်တာဟမ်ရုပ်ကဖြက်နေလို့ဝန်းစိုးတဲ့ကြားတယ် ။ဟဲ့နည်းနည်းတော့လွန်လာပြီနော်။အောက်ထိန်သူပါတယ်ဆိုရင်ကိုလူကိုထဲအောင် ပြရခြင်းတော့ sorry ကဲဦးလေးကျွန်တော်ဒီထဲနဲ့ပြန်ပါလားဗျာပြော နေရောကွာခဏလေးရောကအလုပ်တစ်ခုရှာလိုက်မနော်မပုတ်နဲ့ဟုတ်ပြမမီဦးလေးဟိုတတချီတဲ့ဆိုရင် ဟောဘယ်နဲ့ဖေကလည်းရှိတယ်တပြားမပေးနဲ့နိုင်ပြီးတော့သွားဆိုဖက်ချုံမှာသွားဆိုဖက်ချုံ ဖဏချုံသူကဒီမျက်နှာကြည့်သမောင်းဖဏချုံမှာသွားဆိုးရမယ်ဆင်လာလို့ဟမ် ။မမီရှိမှလေတမီးကလည်းချုပ်ခဲ့ရတယ်။တဲလောက်တင်ခိုင်းနေတော့ မတော်ဘယ်ဖဏချုံမှာမတော်ဒီမှာပဲဆိုးမယ် ဟောမသွားတော့ဘူးလေမသိတော့နော်သမီး မသိနဲ့ ဦးလေးခုနကဦးချစ်တဲ့ဆုံးလို့သူ ဟုတ်တယ်လေမင်းကိုဆိုးဖို့လာဆိုးမှာမဟုတ် လှုပ်ဗျာလှုပ်နောက်မှပေါင်ရင်ကဖြတ် လုပ်ပါမပူနဲ့လာပါဒီမှာမမီဦးလေးဘာလို့ဒီလားတက်လားအဲ့ဒါကိုရီးယားလို့ဆွဲတယ်လို့ခေါ်တယ် ဒီလာကြည့်ပါဦးဒီမှာကြည့်ပါဒီမှာကြည့်ဟုတ်မှာတွေ့လားအဲ့ဒါဂျပန်လိုဆွဲတာ ဂျပန်လို့ဆွဲတာဒီမှာလာကြည့်ဂျပန်လို့ဆွဲတာလေဒီမှာကြည့်တက်လားဒါဖိလစ်ပိုင်လို့ဆွဲတာကလား ဒီမှာလာကြည့်ပါဒီမှာအင်းစီလာကြည့်ပါအပွင့်လေးဖော်လာလေဒါတိုကျိုလိုဆွဲတာ တို့ချိုလို့ဆွဲတာလာကြည့်အဲ့ဒါတော့ကောင်းပြီတဲ့ဇာတ်ကတော့တူတူနဲ့မလာတာဒီမှာဒါပြလားအိန္ဒိယလို့ဆွဲတာ ဒီမှာလာကြည့်ပါဒီမှာတေးချကြည့်ပါအပွင့်လေးဖော်ပါအဲ့ဒါမလေးရှားလိုဆွဲတာ မလေးရှားလို့ဆိုတာတော့လာကြည့်အဲ့လားမြန်မာလို့ဆွဲတာတဲ့ ဒီလိုလာကြည့်တော့မှာဒီမှာစပယာလိုဆွဲတာ မလေးစပယ်လို့ဆွဲတာရိုးနေတယ်မပြတယ်ထဲတော့မှာဒီမှာထဲတော့မှာပြတယ်ဟဲ့ဒါကတော့အချင်းတယ်လို့ဆွဲတာ အမလေးဒါစိုက်ကတမဆွဲတာ ဟေးဟောတယ်ဒီကုံတောင်လို့ဆွဲတာ အင်းစီလိုဆွဲတာ ရှင်မလုပ်နေရလေ ဆွဲနေတာလေ ။ဆွဲအောင်ရှင်ကသူဆွဲခိုင်းလို့လေ။မမီလာကြည့်ပါဦးဒီမှာချမ်းကိုလည်းဖြစ်ပြနေတာ哦 ချီတော့ကိုမလီပေးပွားနေပဲအမိုက်ကိုကြာနေတာပဲရှင်းမလို့လောက်ထားတယ် ဟုတ်ကျွန်တော်တကယ်နေမှပြီးတော့သူနဲ့လိုက်မဲ့ဒီဇိုင်းဆွဲလိုက်တာဟိုအဲ့ဒီဇိုင်းမကြိုက်နောက်ဒီဇိုင်းဆွဲပေး ။ဟာဆောင်းပါလေ။တိုင်းလည်းတော့ပြင်ကုန်ရှင်မလို့လောက်ပါလေပြော ဘယ်လိုလုပ်ပြီးမှလဲပြောလိုက်လေ ဘာပြောပါလဲရှင်းလို့တဲ့ကိစ္စရှင်းမလို့လေလို့ရှင်းမလို့ရှင်းမလို့တော့တာဘူးတဲ့တယ်လားရှင်းကိစ္စပါလားဆွဲတယ်လည်းပါလားရှင်းမလို့တော့တာလေ ဟာဒီနေကြပါဒီကတောင်းပါမှာဗျာနော်ဟိုဒါကျွန်တော်ပေါ်လာပါနော်ပြန်ဖြတ်ဆိုပြန်ဖြတ်ပေးပါမယ်ဗျာနော်ရောဆိုရောပေးပါမယ်ဘယ်လိုပြစ်စင်တယ်ပြောပါလားနော် ။ရောပေးကြမလို့ပါဘူး။အမားလည်းဒီစက်ကပြောချင်တာပြောနေလို့ ဟ
ရှာပါတယ် ရပါတယ်တော့တော့ကျွန်တော်ပြောတာမဟုတ်ဘူးလေကျွန်တော်ပြောတာငါတောင်းမလိုက်ဟုတ်တယ်နော် ရပါတယ်အားလုံးရပါတယ် ခဲအားလုံးတောင်းလို့ရပြီကဲလာတောင်းမယ်တော့ ဖေးတော့မလို့ဌာနဆိုင်ဘလို့လူလေရှင်းလို့လေရှောင်းနေတော့ပတ်တယ်တော့ ကိုချစ်မနေ့ကနေလုံးဘယ်ပြောင်းနေရလဲ ကိုဘယ်မှမသွားပါဘူးအိမ်မှာတနေကုန်ရှိနေပါတယ် မသိပါဘူးခုတလောကံမောင်ဘက်ကိုရောက်မလာတော့ချစ်အောင်တောင်လမ်းကြောင်းများပြောင်းနေပြီလားလို့ ဒါဒီလိုရှိတဲ့အင်ဂျင်အိမ်မှာလေအဖေလို့ဝိုင်းပလို့ပေးနေရလို့ပါ ဟဲဘလို့ထိစူးစမ်းနေပေါ့လေဘာလဲစီးပွားရေးကိုစိတ်ဝင်စားသွားပြီလားအဲ့ဒါသူကြောင့်ပြော မိဘရဲ့အကြောင်းပေါ့မိဘရဲ့အလုပ်ကိုဝိုင်းပလို့ပေးရတယ်အပြစ်တော့မဖြစ်တော့ပါဘူးနော် မဖြစ်ပါဘူးတဲ့ရှင်မဖြစ်ပါဘူးတဲ့သိပါဘူးကိုချစ်တယောက်အခြားကောင်မလေးတယောက်ကိုစိတ်ဝင်စားသွားပြီလားလို့စိုးရင်လို့မေးကြည့်တာ ကိုကဗေမင်းလေးမစိတ်ဝင်စားပါဘူးအင်ဂျင်ဒီလိုမှတော့တကယ် အင်းမကျင်းနေပါပြီယုံလဲယုံပါတယ်ကိုချစ်မတွေ့ရတာကြပြီလက်ဖန်ကတွေ့ကြရအောင်နော်ကံမောင်ဘက်ကိုလာခဲ့ပါလား လက်ပြန်မလက်ပြန်ကိုဖေလုပ်တယ်လုပ်စားရှိတယ်လို့အင်းကြီးကံမအောင်လေးလာနိုင်မှမထင်ဘူး ကိုချစ်ကလုတ်ပြီကွာအဲ့ဒါမျိုးမကြိုက်တာပေါ့တွေ့ချင်ပါတယ်ဆိုနေမှ ဒါဆိုဒီလိုလုပ်ပါလားလက်ပြန်ကိုဖုန်းဆက်လိုက်မယ်လေအင်းဆက်စောင့်နေနော်ဖုန်းဆက်လိုက်မယ်ဆက်ပြအောင်ဆက်လိုက်မယ်ဆက်စောင့်နေဒါပဲနော်ဘာရှိဦးလဲမသိဘူးကွာကဲဘာလို့မတင်နေတာရှိတယ်ပြော ဟာချစ်ဘာတွေပြောနေရလဲပြင်ပြောနေတာအခုပြောနေတာ ဖီsorry နော်ခုနတကယ်ကြီးကတော့ဖုန်းပြောနေတာအဲ့ဖုန်းကြောက်သွားလို့ ချစ်ကဘာတွေတော့ရှုပ်ထားလဲမှမသိဘူး ဘာမှမရှုပ်ပါဘူးဖီရေမရှုပ်ထားပဲနေအောင်လေရှင်းရတော်တော်ခက်နေတာဖီရေ အဲ့ဒါဆိုလို့ရှိရင်ပဲဖီချစ်ကိုစိတ်ချထားလိုက်တော့မယ်နော်ချစ်ဖီစီမလားတော်တော်ကြာပြီနော်ဖီလေချစ်ကိုအရန်လွမ်းတာပဲပြီးတော့အရန်လက်တွေ့ကြတယ်ချစ်တော့ဘယ်လိုခံစားရလဲဖီနဲ့ပတ်သက်ပြီးတော့ပြောနော် ဖီလို့ပဲခံစားရတယ်မှတ်ထားတယ်နော်ဖီ ဟာချစ်တာလဲအဲ့တိုင်းပဲဖေရမ်းမှလေးနဲ့မရှိတယ်လို့ပဲအဲ့ဒါကြောင့်ဦးလေးတို့ကပြောတာသိတာ ဦးလေးကဘာပြောရလဲဖီကိုဘာတွေငွေသွားသေးလဲ ဟောကိုကယူသားပါလေတဲ့ဒါပေမဲ့တဲ့ကိုကဖေရမ်းမှလေးနဲ့မထားတတ်ဘူးတဲ့အဲ့ဒီကိစ္စကိုဖီတရားကိုပြောထားတာတဲ့ပြီးတော့အဲ့ဒါကိုလေကိုပြမသိတာလို့ဖြစ်ပြောတာ ဟုတ်ပါပြီကိုမသိဘူးလို့ပြောတယ်လို့ဦးလေးလို့ပြောထားလိုက်မယ်နော်ဖီကိုလည်းကိုဘာမှမပြောဘူးလို့ပြောထားလိုက်မယ်ဟုတ်ပြီလားဒါပဲနော်တက်တာ ဟုတ်ကဲ့ဆိုဒီကားလေးအချက်တက်ထည့်လိုက်ပါ ဘာဖြစ်လို့လဲအမကြီးဒီကားလေးကကောင်းနေတာ ကောင်းပါလေဒီကားမစတောင်းပါလေပေါက်နေရလဲဒီကားလေးဆိုတော့တော့ပါပဲ transfer လိုက်တော့ ဟုတ်ကဲ့ညီလေးဒီပကြီးကတော့သဘောကျတယ် ဒီကမရောလား ဒီကမြောင်းညီလေးကဒီနားလေးမှာအပေါက်လေးနည်းနည်းပါလို့ပယ်ထားတာ ကျွန်တော်ကဒီကားလေးကိုပဲစိတ်ဝင်စားတာဗျဒီကားလေးရဲ့စိတ်ဒီကားလေးရဲ့ရေးထားတဲ့စိတ်ကူကလေထူးလဲထူးကြတယ်ဆန်းလဲဆန်းတယ် ဒီတဲ့ဆန်းကလေအများကြီးရှိသေးတယ်ညီလေးကဒီကပကြီးဆီယာမလေးယူဇနာကိုယ်တိုင်ဆွဲတာဒီတော့မှအများကြီးပဲညီလေးလက်ကြည့်လိုက်ပါလား အဲ့ဒါကျွန်တော်မကြိုက်ဘူးကွယ်ဒီကားလေးကိုလေကျွန်တော်နည်းနည်းပဲသဘောကျတာပါအေးလေမရောဆိုမှတော့ရပါတယ်နောက်နေ့မှနောက်တစ်ခေါက်လာပါမယ်နော် ညီလေးဒီလိုလုပ်ပါလားကွာညီလေးကလည်းဒီပကြီးကောက်ကိုတိတ်သဘောကျနေတယ်ဆိုရင်ညီလေးဒီပကြီးကောက်ကိုဝယ်သွားလိုက်ပါလားအခုဈေးလျှော့ပေးလိုက်မယ်လေ1000ပဲပေး အခုကလည်းပယ်ထားတဲ့ပကြီးကဘယ်လိုလုပ်1000တန်မှာတော့ ဒီလိုလေညီလေးကဒီပကြီးကောက်ကိုပယ်ထားတယ်ဆိုပေမဲ့ညီလေးကလည်းခုနကတော့ပြောတယ်လေဒီပကြီးကောက်အရန်ကြိုက်တယ်မဟုတ်လားအဲ့တော့ညီလေးဒီပကြီးကောက်ကိုဝယ်သွားပါလားအခုတည်းလေဘော်လာကြီးရတာပေါ့နော် မဟုတ်ပြဘူးကျွန်တော်ကဒီပကြီးကနည်းနည်းပဲကြိုက်တာဗျမကြိုက်တဲ့ပိုင်းပုံများနေဘာလို့လဲဆိုတော့ဒီပကြီးကားတွေကစိတ်ကူးလေးတော့ကောင်းပါရဲ့စိတ်ကူးကိုပုံဖော်ထားတဲ့နေရာမှာဒီငင်းချောင်းလေးတွေကအတူပါမညီတဲ့အဖြစ်အားမရှိဘူးဖြစ်နေကိုယ် အဲ့ဒါဆိုဒီလိုလုပ်ပါညီလေးဒီပကြီးကောက်ကို9000ပဲပေး9000 9000ဟုတ်ကျွန်တော်မှမကြိုက်တာကိုရဲ့ မဟုတ်လေကွာညီလေးကလေ
ဒီလိုလို့3000မပေး3000 ဟာ3000တော့မတန်နဲ့လဲရပါဗျာစိတ်ကူးရှိနေတဲ့ပကြီးကားတကဖြစ်လာတယ်မသိပါဘူးဗျာကဲသွားအောင်ဗျာ နော်ဒီလိုလို့လေပါဒီလေးရလေပါ2000မပေး2000နော် ဟုတ်လား ကိုစစော ဟာဒါနိုင် ဘာဖြစ်နေရလဲ ဩဟိုဒီရလေညီလေးဒါဒီပကြီးကားကိုဆွဲတဲ့ရီဆရာမယူစနာတယ် ဒီပကြီးကားကိုမယူစားဆွဲတာ ဟုတ်ပါတယ်ဘာဖြစ်လို့လဲမသိ ဩဘာမှတော့ဖြစ်ပါဘူးဒီလောက်လဲရမြောက်တဲ့ပကြီးကားကိုဘယ်လိုများရေးဆွဲလဲလို့သိချင်လို့ပါ ရှင်းရတယ်တော့ ဟမ်ဟောမဟုတ်ပါဘူးကျွန်တော်ကဒီပကြီးကားလေးကိုသဘောကျလွန်းလို့အလုပ်သဘောမေးကြည့်တာပါဒီပကြီးကားလေးမှာပါတဲ့ငင်းညောင်းလေးတွေရဲ့အထူပါလေးတွေတကယ်ကိုလိုက်ဖက်လို့ပါ ခုနပြောတော့အထူပါမညီဘူးအားမရှိဘူးဆို ဟုတ်ပါဘူးဈေးရမ်းထူတော့ငွေအင်အားတိတ်မလိုက်နိုင်ဘူးလို့အဲ့လောက်ပြောတာပါ မရောက်ပါဘူးရှင်ပယ်ထားတဲ့ပကြီးကားပဲရှင်ကြိုက်တဲ့ဆန်ရှူသွားပါ ဟာဝမ်းသာလိုက်တာဗျာကျေးဇူးလက်တင်ပါတယ်တကယ်ပါပဲနော်ဒီပကြီးကားလေအနုပညာအရမ်းမြောက်ပါတယ်ဗျာ စောစောကပြောတော့3000တော့မတန်ဘူးဆို ဟုတ်ဒေါ်လာ3000လောက်တန်တယ်လို့ပြောတာကိုကြီးရဲ့ဒီကိုကြီးကနည်းနည်းနားလေးရလို့တွေ့နော် တော့ခါလေးကြာအဲ့လိုပဲကိုစစောအေးလေးစီစဉ်ပေးပါ ဟုတ်ကဲ့မကြီး တကယ်ကိုဒေါ်လာ3000မကတန်တာယူရဲ့ဟုတ်မေယူစနာကိုယူလို့ပဲခေါ်မယ်နော်ကျွန်တော်လည်းပြမှာခင်မင်းတဲ့လူတွေကကျွန်တော်အဖျားစုပြီးတော့ကိုအောင်လို့ခေါ်တယ်ဒီတက်ခင်မင်းတဲ့လူတွေကြတော့ကျွန်တော်အရင်စုပြီးကိုချစ်လို့ခေါ်တယ်ယူကဘယ်လိုခေါ်မလဲ ညစီမှာပဲကောင်းပါတယ်ရကောက်လို့ခေါ်မယ် ရကောဟုတ်ဒါနဲ့ယူကပမာနေရလဲ အဲ့မနေရပေါ့ မဟုတ်လေဟိုအဲ့တော့ပြောရမလို့လေဒီဆိုင်ကန်းထဲမှာအမြဲတမ်းရှိလားလို့ပြောတာ ဒီ gallery ကယူတို့တန်ခင်းနေစုဖွင့်တာလေတပတ်ကိုတယောက်စိုက်ဆောက်ကြီးဒီတပတ်ကယူဆောင်လဲ UGT နောက်ဆုံးရက် ဟောသွားပါပြီဗျာဘယ်တော့မှပြန်ဆောင်ကြရမလို့မသိပါဘူး ကန်ဆောင်တော့ပြန်ဆောင်ကြအောင်ပါပေါ့ မယုံကွာမယုံငါတို့တွေရှာပြီးရဲ့တရဖီနဲ့အင်ဂျင်နှစ်ယောက်ကြားမှာမင်းဒီလောက်ပြာများနေဟမ်နောက်ထပ်အမှုထပ်ရှာခြင်းသေးလို့လား တကယ်ပြောနေတာကိုမျိုးမြောက်ရှာလိုက်ရလေဟိုပါလေအင်ဂျင်လို့ပြီးတော့ပါလေဟိုဖီးချမ်းလို့လေ ရောက်ဘာဖိကြမှာလဲတရဖီမနေ့တနေ့မှညီတယ်ကိုစော်နာမမေ့ဟလား သွားမပြောနဲ့အဲ့ဒီမနေ့တနေ့မှတွေ့ပကြီးစီယာမလေးကဒီကောင်ပြူစားလိုက်ပြီစေးမမီတော့ဘူး ကျွန်တော်အတီပြောနေတာကိုမျိုးအဲ့ဒီမနေ့တနေ့မှတွေ့ရယူဇနာဆိုတဲ့မိန်းကလေးကိုလေကျွန်တော်ငုံသားရတက်ပုံရိုက်လိုက်ပြီဗျအဲ့တော့ဒီနေ့ကစပြီးခင်ဗျားတို့ပြောတဲ့စေတနာတွေမိန်းတွေ point တွေကိုချလိုက်တော့ဒီနေ့ကစပြီးတော့လေယူကလွေကျွန်တော်ဘယ်သူမှမချင်နိုင်တော့ဘူးဒါပဲ ဟာမင်းကအယူမင်းကနော်ဒါပဲတွေကလေးပဲတွေမပဲတွေလာလုံးမနေနဲ့ခုမြင်ခုကြခုရှလူးဆိုခက်ကကုံသွားပြီအားလုံးကစာတက်နေပြီအောက်တလုံးကျင်နေပြီယူကြောင်ဆောင်မနေနဲ့ ဟောဆိုင်ဦးလေဦးလေးကအခုမြင်အခုကြအခုမလိုက်ရတော့ဘူးလို့ဘယ်ဥပဒေပြဋ္ဌာန်းတာလို့လဲမရတော့ဘူးနော်နောက်ဆုံးလို့ဟိုမရတော့ချစ်ပစ္စည်းလေးနံပါတ်1ပဲတငယ်ချင်းတွေနဲ့တွေ့တော့အချစ်တနာတွေဖွင့်ပြီးတော့ရီးစားတယောက်လုံးမေ့ထားတာကြတော့ရှင့်ကိုဘာအပြစ်ပေးရမှာလဲပြော တေရန်ပေးရမှာပေါ့နင်ငတုံးလား မှန်တယ်ငါဒါအပြစ်မျိုးဆိုရင်လေတင်းချိုင်းကိုအခောက်သုံးလို့လိုက်ပို့လို့ရတယ်မမေးနဲ့ဒီမှာအကောင့်ထဲရှိ ဟုတ်တယ် ဦးလေးကဗျာအဲ့လိုမကြက်နိုင်ဗျာဘယ်လာလဲ ဟမ်ဘယ်လာမှလဲဒီပဲလာတာပေါ့လိမ့်ဥပြောက်လို့လိမ့်မရှားဆိုတဲ့အတိုင်းလိမ့်ဥပြောက်လို့လိမ့်မလိုက်ရှာနေတယ်လေနေစမ်းပါရှင်နဲ့ကျမလည်းပါတော့လဲပြောစမ်းပါ ပေါ်ရတယ် ပြေးလိုက်ပါတော့ကွာမင်းကြီးစားအရင်ခောက်ကြီးကွာ မလို့ပြီဒါနဲ့ပြီးပဲလာလဲ ရှင့်ကိုလိုက်ရှာပြီးဗလာသားသွားမလို့လားဒီချက်ချင်းလိုက်ခဲ့ ပြီးအဲ့လိုမနှောင်းနဲ့လေဒီမှာတငယ်ချင်းကအာနာစီယာကြီး နိုးပါငါတို့ခေါင်းလေးကဖဲထုတ်ထားလိုက် အဲ့တော့ပေါ်လာပေါ်ကျပြတ်တာမရှိဘူးကြီးနေတာလိုက်ကွာ အဲ့လိုမနှောင်းနဲ့ကြာခင်ဗျားတို့က international market ကိုကျွမ်းတယ်ကြာဒါနဲ့ကိုမျိုး master နဲ့ original ခွဲတယ်လက်ခဲ့ဒီကောင်အထက်စစ်တော်ရွေးတတ်တာမဟုတ်ဘူး ပါချက်တော့လိုက်ခဲ့ပါဘလို့ဖြစ်နေတာလဲ လက်ခဲ့လေ တွဲဘောကြီးဟဲ့တွဲဘော အေးဘူးရှင်းလိုက်
လားဘယ်လာလဲဆိုဒီမှာဈေးတော်ဝယ်တာပေါ့ဒီလာမှာဟုတ်လားမတော်တော့လေလားမတော်တော့မလေးကို笑下去就都下来了，然后然后嘛，就这样，然后嘛，然后干嘛？ဆိုင်ညာမဆိုင်ရီးစားတော်လဲရတယ်တယ်လီဖီနဲ့အင်ဂျင်တို့ရယ်ဟိုတမန်နေရ2ယောက်ရယ်အဲ့4ယောက်ကြားမှာညက်နေတယ်ငါ့ဘလို့ခေါ်ဒီအချိန်မှာမင်းလေးသာမိခလာဖြစ်ခဲ့မယ်ဆိုရင်ဟောဒီရေပြင်ကျဲကြီးထဲမှာခောက်တုတ်ခောက်ပြန်ကူးပြီးတော့မင်းလေးနဲ့တွေ့လိုက်ချင်တယ်ကွာဟေးငိမ့်လေးနေနော်လုံးဝမလောက်နဲ့ငါတော့ကြောပြက်ပြီနဲ့တူတယ်အတန်တော့မိမတန်တယ်နေကြီးကြောင်တော့ငါတမက်တိုက်တော့မှတူတယ်တောင်မခန့်နဲ့ဘေးမလဲနဲ့ဖြစ်နိုင်ရင်အသက်ကိုတော့မြင်းလေးပဲရှူထားနော်ခမရလေဗျာဓမြတိုက်တော့မှစီးကဲချက်တယ်များလိုက်တာဗျလူတကောမှဘာမှတော့မပါဘူးလိုချင်တကောလုံးယူပါရှုဒီဘာလို့တာလဲနင်းနဲ့တိုင်းပဲလေတတ်မဲ့ပုံလေးဆွဲရတာအုံနောက်ညောင်းလို့တက်ရှိပုံဆွဲမလို့ရန်ကောင်းထဲမှာတက်တိုးရတာ哦ကျုံညောက်တွေကကောင်းတာဗောယူရဲ့ယူလိုချင်းတဲ့ item လေးစက်တိုင်းအတိအကျဖြစ်စီအောင်နော်တကယ်လားတကယ်ဗောယူရဲ့အဲ့ဒါဆိုရင်ခုနနေရာလေးမှာလေကြောပေးပြီးတော့ငြိမ်လေးသွားပြန်ရနေပါဒီဘက်လဲလို့မရလားယူရဲ့တယောက်လေးမျက်နှာစင်းကြည့်ပြီးတော့ဆွဲလို့မရဘူးလားယူဘယ်လိုလုပ်ရမှာလဲဒီမှာပုံကဆွဲတာပြီးတော့ပြီးတော့မယ်မျက်နှာချင်းဆိုင်ဆိုအစပြန်ဆွဲနေရမှာပေါ့ဟုတ်ပြီးဒါနဲ့ကြောပေးထားပါဆိုတာလေမျက်နှာဘလို့မရထားအောင်လေပြုံးထားမယ်ရတယ်အမြောင်းလေးနော်ယူတဲမယ်တော့ယူနေရလဲငိမ့်နေပါဆိုဟုတ်ကဲ့ဟေးငိမ့်နေပါဆိုဒီမှာပုံတော့ပြတ်တော့မှာပဲဘာဖြစ်လို့တွန့်လိမ့်နေရလဲရလို့ယူပဲရလို့ဒုက္ခပဲအဲ့ဒီယောဂဟောင်းလို့နောက်မှကိုဟုတ်ဘူးအဲ့လိုရမဟုတ်ဘူးယူရဲ့တက်နေလို့ယူရဲ့တက်နေလို့ဟောအဲ့ကိုချီမချုံမရမှာဗောနေုံလာပြီနေုံညလေအဲ့ယောဂချက်ကျမတို့ပြောရမယ်ကျမတို့အမှုပတ်တော့မှာပဲဘာလို့လာလဲဟာဝါယူပြန်နေဆိုချီမအောင်ချုံရတယ်လေဒုက္ခပဲကြာအဲ့လိုတက်တာမဟုတ်ဘူးဗျဒီမှာခါချင်းလို့တက်နေတာကိုပြောတာခါချင်းတက်နေတာကိုပြောတာရှင်းရလေခါနေတဲ့တက်တာမြန်သူကလန့်သွားတယ်လို့ပါဗျာဟိုရတယ်ဒုက္ခပါဗျာလို့ပါဝင်ကုန်ပြီအဲ့တော့ကမ္ဘာနာကိုရှင်းတော့ကျမတော့ပုံပြီးအောင်ဆွဲရမှာနေုံဟိုမှာမကြည့်တွေ့လားအဲ့လိုရှင်းရတယ်ရှင်းဟာအဲ့ဒါခါကြည့်လို့မဟုတ်ဘူးဗျပြားရီတော့လေပြားရီလွတ်တာပါဦးဒီနားလေးအော်ဒီမှာတွေ့ကောင်းလိုက်တာဗျာအယူပြီးတော့ဒီနားယူကောင်းလိုက်တာဗျာညတော့တာဖုံးတော့တာဘာကောင်းနေလုံနေရလဲဟုတ်ပါဘူးဟိုအနာနဲ့စီတူတော့ပြောတာပါအကြီးတတ်တာရကတကယ်ပါပဲကျေးဇူးတင်ပါတယ်အော်ပြီးဒီနားယူကောင်းလာဗျာဟုတ်ပါဘူးတတ်တာရဗျာအပြီးဒီနားယူကောင်းပြီတတ်တာရဗျာပြီးတော့
ဟဲ့ဟိုပြားဂျင်းမောင်းမျိုးတော့မတုတ်တော့ပါဘူးနော် ဟောဒီရောကျူရဲ့ဒီလူကြီးနားမနေနဲ့ပြားရင်တွေ့မလွယ်ဘူးဒီကောင်လေးဆိုတော့ဂျင်းမောင်းမျိုးအသားလေးပေါက်တာကြီးဟောဒီရောစစ်စရာကောင်းတဲ့ပြားလေးနဲ့မတူဘူးဒီနေ့နာမှာတုတ်သွားပြီကျူဟုတ်ပါဘူး ကိုမျက်နှာကိုတုတ်သွားတဲ့ပြောင်းတော့မှချစ်စရာကောင်းတယ်လုံနိုင်ပြီနော် စစ်စရာကောင်းတာဗောကျူရဲ့သူတို့လေးတွေချောင်းလာပြီကျွန်တော်တို့ဓာတ်တော်ကပြားရည်ဆဲဆိုတာဖြစ်လာပြီဗော ပြားတုတ်ခံရတာနဲ့ဓာတ်သားဘွားပြားရည်ဆိုင်တယ်ငါဆိုင်လို့ ဆိုင်တာဝတ်ယူရင်ဓာတ်တရားလည်းများနာကျင်အောင်တုတ်ခံလိုက်ရဒီတရားလေးတွေချုံရင်းနဲ့ပြားရည်ဆက်လေးတွေနဲ့တူတယ်ဟိုယူရပြုစုယူရလေးတွေကိုအတွေ့အကြုံတစ်ခုလုံးတက်တက်လုံးစားတယ်များချုံနေစေခဲ့ပြီလေမဟုတ်လား ဘာမှလည်းမဆိုင်အခုကပြားတုတ်ခံလို့တွေးထွက်တာလေပြားရင်မှမဟုတ်တာပြီးတော့ဒါထုံးဒါထက်တောင်မှပိုထက်သေးတယ်သူ့ကိုမျက်နှာပေါ်မှာကြာကြာတင်လာလို့ရှိရင်မျက်နှာတစ်ပြင်တော့ဖိုက်စားသွားတယ်မသိရ စားတဲ့မှာတွေယူရဲအခုလိုယူရဲအယူရရအတွက်လေငါတစ်ပြင်လုံးနေမကောင်းအတင်းလုံးတစ်ခုလုံးမှာထိုက်စားသွားကြမှာလေနောက်ထပ်ပြောင်းတစ်ထောင်အထက်တုတ်ခံပြီးအဲ့ဒီအရာတွေမေးချက်စားစားသုံးနေပါပါယူရဲ အဲ့ဆိုရှာထုတ်ရ အာယူဒါတုံးနေလေပြားရင်မဟုတ်ဘူးအာတုံးနေလေယူရဲပြောကြပါအာတုံးနေလေပြားရင်မဟုတ်ဘူးယူရဲ ချစ်အောင်မင်းကတော့ဇလန်းရှာနေရလားရုပ်ရှင်ရိုက်ပြနေရလား ဟုတ်တယ်ရမင်းလောက်တာအသေးပဲကိုမရှိဘူး တိပဲရှိတာမရှိတော့မသိဘူးလေကျွန်တော်အမှန်ကန်ကြီးဖီးဖြစ်နေပြီဘယ်လိုပြောရမလဲကြာညူဖျောင်းလက်စိတ်ချောင်းဆိုတဲ့အတိုင်းကျူးရဲ့လက်ချောင်းလေးတွေနဲ့ကျွန်တော်မျက်နှာမှာရှိတဲ့တန်ရာလေးတွေကိုတုံးလိုက်တို့ပေးတာဟာကျွန်တော်အမှန်ကန်ဖီးဖြစ်တယ်ဗျာအရန်ချမ်းမြေတယ်အဲ့လိုကျွန်တော်လည်းမတင်နိုင်တဲ့ဆုံးရီစာစကားဖွင့်ပြောလိုက်တယ် ဟာအဲ့ဒါဆိုငါတရပီနဲ့အင်္ဂလိပ်လုပ်ပေးတာမင်းဘယ်လိုစဉ်းစားတာလဲလုပ်ပါကွာမင်းကမင်းကိစ္စတာထားတယ်မှာကွာတော့ငါအင်းကြီးကိစ္စပဲဘယ်လိုရှိမှာလို့အဲ့ဒါလည်းပြောဦးလေကွာ အဲ့ဒါဥလို့ဖန်တီးရလေကိုရှင်းလိုက်တော့ ဟာအဲ့လိုလုပ်လို့မရဘူးလေကွာမင်းတရပီနဲ့စားခဲ့စလားမင်းမင်းရှင်းလေကွာနှုတ်မငါ့ကိုတရပီဆွဲထိုးမှာဆွဲပြေးမှာဆွဲအုပ်မှာဘောအုတ်တော်တာထားအောင်မင်းအုတ်တော်တာထားအောင်ငါအင်းကြီးကဖြက်လူးမှာကွာဖေးရလဲ ဦးလေးလူးတယ်ဆိုတာပါလေ တောင်းတက်တယ်ပြောတာတောင်းတက်တယ်ပြောတာကွာဒီမှာမင်းအဲ့လိုချက်ချင်းတော့မခောက်နဲ့လေကွာဟိုသူ့ရဲ့အစင်နာလေးနဲ့ထက်တော့ပေါင်းကွာငှက်ညာပေါင်းကွာ ချစ်အောင်ငါမျက်နှာကိုထောက်လို့ရှိရင်နည်းနည်းပါးပါးကြည့်လို့ပေးပါကွာ ခင်ဗျားတို့သူတို့ညောင်းနဲ့မင်းမပြတ်ချင်ခင်ဗျားကိုယူလိုက်ပြတယ်ကိုကိုရှင်းလိုက်တော့ဘောဗျာကျွန်တော်ကတော့ယူရလွယ်ပြီးဘယ် feeling မှဝင်ခံတော့အဲ့ဒီနှစ်ယောက်ထဲကတယောက်ချင်းပဲတွေ့နှစ်ယောက်လုံးနဲ့ပဲတွေ့ကျွန်တော်ကတော့တခါလေအပြတ်ရှင်းမယ် ဒီကောတော့ယောဂပဲကွာယောဂပဲပြောရဆိုမှယောဂလာပြီ တွေ့ရတော့ပဲတလက်စာတခါလေးရှင်းပါ လူရှင်းရမှာတော့ဘယ်လိုရှင်းရမှာတော့ မှတ်မိသေးလားဟမ် မှတ်မိတာဗောဒီလူနဲ့ဒီလူဘာမှမမှတ်စရာအကြောင်းရှိလို့လေ အဲ့ဒါကိုမင်းနေရမဟုတ်ဘူးကိုနေ့ကပလာဇာမှာပက်ပြေးသွားတဲ့ကိစ္စကိုမင်းနေရမှတ်မိသေးလားလို့ အဲ့နေကအန်ဒီယမ်လည်းခွန်းတောင်းသွားတယ်လေဈေးမှာလူတွေရမ်းများနေအိမ်ထဲမှာတန်းစီနည်းနည်းကြာပါပြန်လာသေးရလေမရှိတော့ဘူး ကဲအဲ့ဒါထားလိုက်ပါတော့စန်ဒီမှာရုပ်ရှင်လိုက်ပြမယ်လို့ပြောပြီးတော့ဘာလို့ဒီညောင်ရောက်နေရ အဲ့ပြောလိုက်ပြီလို့လား ဟုတ်တယ်လေဟိုအဲ့နဲ့ချင်းတော့ချင်းတာသူပြောတယ်တစ်ဖက်တော့ပြောတယ်ဟိုအရင်တော့မတွေ့ရတော့တကယ်ချင်းပြန်တွေ့ကြတာလို့ကြလဲကွာစားရတော့တာနော်ဟုတ်တယ်နော် ဟုတ်ပါတယ်ဒါပေမဲ့တကယ်တမ်းကျတော့ တကယ်တမ်းကျတော့ပြုစုပါရေဟိုသူတို့ကလည်းကိုလိုပြုစုထားတယ်မလားကိုတို့ကလည်းပြန်ပြုစုရမလဲအဲ့မှာတော့ချီယာဆိုပြီးဒီကွာ ရှင်ရဒီစားတယောက်တတငယ်ချင်းကိုပို့ချစ်နေရလားလို့ ဟာကြိုက်ပြီဗျာတင်းဘက်ကတော့တင်းမောကိုကဒဲဖဲ့ပြီ ဒီလိုပါအခုလေတနက်ပြစ်ကွင်းကပြန်လာအဲ့ဒါ तू ကဒဲပြစ်တာမတိတော့ तू စိတ်တိုးနေတာဒီလိုလုပ်ပါလားနင်တို့အခုဒီမှာဘာမှမပြောကြပါနဲ့နော် နေပေါင်းသူ့ဘက်ကပြောတာမရှိဘူးကျွန်တော်ဘက်ကပြောတာအများကြီးရှိတယ် မပြောနဲ့ခေါင်းလေးရတယ်မပြောနဲ့ဟဲ့နေအချင်းရသေးတယ်ဟိုသူရုပ်ရှင်လိုက်ပြအောင်လမ်းကျွဲလဲအင်းတွက်ကြည့်မယ်ရုပ်ရှင် နိုင်တော့ခုလောက်ဆိုရုပ်ရှင်တွေကတဝက်တောင်ကျိုးနေပြီ ဟာကန်ကောင်းလိုက်တဲ့ငါကွာအဲ့တော့လေကိုပြောမဲ့တော်ကီအတွက်အချိန်ပိုရတာဗော ပြောနေတော့ကောင်းပြီဟိုငါတို့ကမင်းကူညီတယ်လေမင်းကငါတို့ကူညီလို့ဒီပြဿနာတက်ကုန်တာလေနော်ဟုတ်တယ်ဟုတ်ညီမလေးလူချင်တာပြောလိုက် ပြောတာလို့သေးလို့လားလို့ခုလောက်ဆိုရုပ်ရှာပြီးတောင်ပြီးလောက်လို့ငါမြတော့လေချိုးပြောင်မဲရှိရတာပေါ့လာသား ဒါရဟောဟာတော်သေးတယ်ညားကျေလိုက်လို့ တားရီမင်းဖေးစီကဖုံးလာတယ်ကွာအဲ့ဒါသားနဲ့ပေးစားမယ်မင်းကလေးဟိုမှာတွေ့တာပဲတဲ့ အော်ဖေဦးကဗျာနိုင်ငံမှာဘလူးရှာတွေ့လာမသိဘူးဘာလို့မျိုးလဲ ဩ
အော်ခဲ့တာမိမိတို့လိုမြန်မာလူမျိုးပေါ့အဲ့ဒီကောင်မလေးအဖေနဲ့မင်းအဖေကငဲတငယ်ချင်းတဲ့သူတို့ကအလုပ်ကိစ္စအတူလိုရင်းနဲ့တားရေးသမီးကြီးကိစ္စပြောပြကြတယ်တဲ့ကဲ ဟောဖေကလုတ်ပြီဗျာအမေတာတလုံးမတွေ့ဘူးရမင်းလေးဗလန်းယူအောင်လားဗျာ အော်ငါသားရဲ့မင်းအဖေဆုံးဖြတ်တာလေဘယ်လိုမှမမနိုင်ဘူးမင်းအဖေအကြောင်းကိုအမေကအတိဆုံး တာတော့တာတိတော့မှအမေရဲ့တာအခုကြီးစားရတော့ပါ ဟမ်ရှိသားရတော့မယ်အဲ့ဒါတော့မိမိလည်းမပြောပြတတ်ဘူးရှင်းလည်းမရှင်းတတ်ဘူးမင်းအဖေလာမှမင်းတို့သားဖာကြည်ရှင်းညမိမိရတော့လေဖေမသဘောပြူမနှောပြူချောချောလှလှလေးရမယ်ဆိုတော့မိမိရလို့ကြည်နူးဝမ်းသာနေတာပဲဟေးကြည်နူးဝမ်းသာနေတာပဲ အမေကဝမ်းသာပြီဗျာတာဒီမှာရမ်းညစ်နေပြီရမ်းညစ်နေပြီ ရှိဖို့ပါနော် ဟာလေတရေ6လေးအထက် ဟောတရား6တယ်လို့မထင်ပါဘူးဒီမများမှတ်နေတယ်လို့ကွာရှူပြောက်တော့တမင်တမျိုးကြီးဆိုတော့လေတို့ရင်ထဲမှာစောင်းရမျိုးကဘာ10တင်တော့ကြာပြီလား ရုပ်ဆောင်အောင်ဒီဇိုင်လာမယ်လို့ချိန်ထားပါ ဟုတ်ပါတယ်ရှူကတော့မထိန်းတာပါဘူးဒါပေမဲ့တို့ရဲ့နှလုံးသားရဲ့အမေပေးစေခိုင်းကြရရှူကိုမတွေ့တွေ့အောင်ရှာဖွေစောင့်မျှော်နေခဲ့ရ ဟာလေယူနဲ့ထပ်တွဲပြီးတော့ပြတ်တော့ခံနေသေးလို့လားဟာလား ဟုတ်ပြားတော့ခံနေလို့မဟုတ်တော့ပါဘူးရှူရဲ့ပြားတော့ထားတဲ့ဒဏ်ရာလေးတွေလေစေးထည့်ပေးသလိုမျိုးရှူရဲ့အယူရလေးတွေနောက်တစ်ခါထပ်ပြီးလိုချင်သေးလို့ပါအဲ့ဒါဘာဖြစ်လို့လဲသိလားရှူကိုအရန်ချစ်မိတယ် ဘာမှလည်းမစား အရင်ကမဆိုင်ပဲအခုတော့ဆိုင်သွားပြီလေရှူအခုလို့ရှူနဲ့ပြန်တွေ့ရတဲ့အချိန်မှာရှူစီကချစ်တယ်လို့တော့အချားရင်သိတယ် ချက်ချင်းတော့မပြောနိုင်ဘူး ရပါလေချက်ချင်းမပြောရင်လည်းနောက်တစ်မိနစ်ကြာရင်ပြောပါဦး ဟုတ်လေအချိန်ဝေးစမ်းအောင် တိတ်အချိန်လုံးမစင်းစားမှရှူရဲ့ဟောကြာပူပွားရေးသားကြောင့်မှပြောရင်သေရောချင်းရှိလို့မြင်မြင်ပြလိုက်ပါရှူရနော် အဲ့ဆိုတော့ဒါမဲ့ယူဝင်နေကြရင်သိမယ်လေ โอเคဗျာโอเคဒါနဲ့ရှူခွင့်နေရဘယ်နေလဲ လာမဲ့ဟုတ်လေ ရောင်းနေဦးလေးလာမယ့်ရာဦးလေးကြရင်လေကျွန်တော်ချစ်တဲ့ယူဇနာလေးကကျွန်တော်ကိုချစ်ပြပြီးတော့မှာဗျအဲ့ဒီရဲ့ဦးလေးကိုကြိုပြီးကြွေးထားရော့ဝအောင်စားသဘိုးနေအောင်စားအကုန်လုံးသာစားနော် ငါကြောက်လို့တနင်္ဂနွေစနေပဲကြောက်ပဲသူကြောင့်မှရာဟုကထပ်တိုးလာ အော်အဲ့ဒါကြောင့်ဦးလေးကိုညံ့တယ်ပြောတာဗောဗျရာဦးနေဆိုတာယူဇနာမွေးတဲ့နေကိုပြောတာဗျအဲ့ဒီမှာလေ तू ကကျွန်တော်ချစ်တယ်ဖြစ်ပြီးတော့မှာချစ်တယ်ဖြစ်ပြီးတော့မှာ ဟင်းရကွာအင်းရင်နဲ့တပီကြောင်းမှာဗျာပါဒတွေများပြီးခြားတစ်ပတ်ရမ်းနေတာယူဇနာထပ်တိုးလာမင်းအသက်ရှူကြ